မင်္ဂလာပါကျွန်တော်ကိုချမ်းပါမာနာမာနီပထမတန်းအခန်း3ဖတ်စာသင်ခန်းစာရဲ့နောက်ဆက်တွဲလေ့ကျင့်ခန်းသင်ခန်းစာကိုမျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျာအစင်းလေးဖြစ်ပြီဆိုလို့ရှိရင်သင်ခန်းစာစလိုက်ရအောင်နော်ဘက်ဖုလေ့ကျင့်ခန်းသင်ခန်းစာလိုက်ဆိုကြည့်ရအောင်ပေါ်အိုင်ပိုင်ဝေါ်အိုင်ဝိုင်အော်အိုင်အိုင်ရော်အိုင်ရိုင်မော်အိုင်မိုင်တော်အိုင်တိုင်หอไอไหสอไอใสအမြင့်တန်ပြေးတယ်ဆိုလို့ရှိရင်သူများလိုမျိုးတပြေးတဲ့အတန်မဟုတ်ဘဲနဲ့မြင့်တက်တန်နဲ့ဆိုရမှာဖြစ်တယ်หอไอไหสอไอใสဒီလိုမျိုးဆိုရမှာဖြစ်တယ်တခြားစလုံးတွေအကုန်လုံးကတော့ပေါ်ไอပိုင်ဝေါ်ไอဝိုင်အော်ไอไอရော်ไอရိုင်မော်အိုင်မိုင်တော်အိုင်တိုင်ဒီလိုဆိုရမယ်နောက်ဆုံးအမြင့်တန်ပြီးနှလုံးကိုကြတော့ဟောအိုင်ဟိုင်စောအိုင်ဆိုင်လို့ဆိုရမှာဖြစ်တယ်เนาะနောက်ထပ်ခေါင်းစဉ်တစ်ခုကဟိုင်အန်ဝါကြော်အိုင်ကြိုင်စရာအိုင်မိုင်မလိုက်ကိုတုံးပြီးတော့ရေးထားတဲ့စလုံးတွေဖြစ်ပါတယ်ကြော်အိုင်ကြိုင်နော်အိုင်နိုင်ဒေါ်အိုင်ဒိုင်စောအိုင်ဆိုင်จอไอใจนอไอในดอไอใดဒီအထိကတော့တပြေးတဲ့အတန်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့အလဲတန်ပြီးနဲ့အနှိမ့်တန်ပြီးဖြစ်နေလို့ပါနောက်ဆုံးအမြင့်တန်ပြီးကကြတော့စောအိုင်ဆိုင်အတန်ထွက်ကွဲပြားပုံကိုသေသေးချာချာမှတ်ထားဖို့လိုမယ်နော်နောက်တစ်ခေါက်ဆိုကြည့်ပါကြောအိုင်ใจနော်အိုင်နိုင်ดอไอใดสอไอใสสายကြားမယ်နော်အခုမြင်နေရတဲ့ဒီအောက်ကဒီစလုံးတွေကိုစလုံးပေါင်းအရင်စုကြည့်ကြမယ်ပြီးရင်အထိပ္ပယ်လေးတွေမှတ်ကြည့်ကြမယ်နော်ပထမတစ်လုံးကကြော်အိုင်ကြိုင်ဒေါ်ဤဒီကြိုင်ဒီကြိုင်ဒီမော်ဤမီจอไอใจมีใจมีใจปอไอไปนออานาไปนาไปนามออามาวอไอไวมาไวมาไวชออาชาดออีดีชาดีชออาชาดออีดีชาดีสออีสีดอไอใดสีใดสออีสีดอไอใดสีใดสอไอใสดออีดีใสดีสอไอใสดออีดีสายดีนอไอนายจอไอใจในใจนอไอนายจอไอใจในใจปอไอไปขออาหาไปหาปอไอไปขออาหาไปหาปออีปีดอไอใดปีใดปออีปีดอไอใดปีใดพออาพาปอไอไปพาไปพออาพาปอไอไปพาไปตอโอโตดออีดีจอไอใจโตดีใจตอโอโตดออีดีจอไอใจโตดีใจปอไอไปปออีปีดอไอใดไปปีใดปอไอไปปออีปีดอไอใด
ไปปีใดปอไอไปวอไอไววอไอไวไปไวไวปอไอไปวอไอไววอไอไวไปไวไวปอไอไปทออีทีรอไอไรไปทีไรปอไอไปทออีทีรอไอไรไปทีไรปอไอไปดออีดีดออีดีไปดีดีปอไอไปดออีดีดออีดีไปดีดีกออากาสออีสีดอไอใดกาสีใดกออากาสออีสีดอไอใดกาสีใดสออีสีสอไอสายสอไอสายสีสายสายสออีสีสอไอสายสอไอสายสีสายสายมออีมีนอไอนายจอไอใจมีในใจมออีมีนอไอนายจอไอใจมีในใจปอไอไปนอไอในนออานาไปในนาปอไอไปนอไอในนออานาไปในนาพออาพาปอไอไปพออีทีพาไปทีพออาปะพออาพาปอไอไปทออีทีพาไปทีสอไอใสวอไอไววอไอไวสายไวไวสอไอใสวอไอไววอไอไวสายไวไวအားလုံးကိုစာလုံးပေါင်းပြီးတော့ဆိုပြပြီးပြီဆိုတော့ဒီတစ်ခါမှာအဓိပ္ပာယ်လေးတွေပြောပြမှာဖြစ်ပါတယ်ကြိုက်ဒီကြိုက်ဒီစိတ်ကောင်းတယ်မိကြိုက်မိကြိုက်စိတ်ရှိတယ်တနည်းအားဖြင့်စိတ်ကောင်းစေတနာရှိတယ်ဒါမျိုးပြောချင်တဲ့အခါမှာသုံးတယ်မိကြိုက်ပြီးတော့စိတ်ဝင်စားနေတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းပဲမိကြိုက်လို့ပြောလို့ရတယ်ပိုင်နာပိုင်နာလဲတဲသွားတယ်မာဝိုင်မာဝိုင်အမြန်လာတယ်ခြာဒီခြာဒီလက်ဖက်ရည်ကောင်းလို့ပြောလို့ရတယ်ကောင်းတဲ့လက်ဖက်ပေါ့နော်ခြာဆိုတာကလက်ဖက်ကိုပြောတာလက်ဖက်ရည်သို့မဟုတ်လက်ဖက်ဆိုတော့ခြာဒီဆိုလို့ရှိရင်လက်ဖက်ရည်ကောင်းတယ်လက်ဖက်ကောင်းတယ်สีใดสีใดใดဆိုတဲ့စကားလုံးကနိုင်ဆိုတဲ့စကားလုံးနဲ့အတူတူပဲအဲ့တော့สีใดဆိုတာကဘယ်အယောင်လဲဆိုတဲ့မေးခွန်းစကားလုံးဖြစ်တယ်สายดีสายดีဒါကတော့ကြည်လင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါနော်ကောင်းကောင်းမွန်မွန်ကြည်လင်တယ်အရန်ကြည်လင်တယ်နိုင်ကြိုင်နိုင်ကြိုင်စိတ်ထဲမှာပိုင်ဟာပိုင်ဟာသွားရှာတယ်ဇီတို့သွားတယ်တကယ်လို့ဆရာဝန်ဇီသွားတယ်ဆိုရင်တော့ဆရာဝန်သွားပြတယ်ဆိုရင်ပိုင်ဟာလို့သုံးတယ်ပီတိုင်းပီတိုင်းဘယ်နှစ်လဲဘယ်နှစ်မှာလဲပီဆိုတာကတစ်နှစ်နှစ်နှစ်သုံးနှစ်ဆိုတဲ့နှစ်ကိုပြောတာဖြစ်တယ်ပီတိုင်းဆိုရင်ဘယ်နှစ်လဲพาไปพาไปခေါ်သွားတယ်โตดีใจโตดีใจโตကဝမ်းသာတယ်ဒီနေရာမှာဒီใจဆိုတာကဝမ်းသာတယ်ဖြစ်ပြီးတော့ใจดีဆိုတာကြတော့စိတ်ကောင်းတယ်လို့အဓိပ္ပာယ်ရတယ်ใจဆိုတာကစိတ်ဒီကောင်းတယ်ใจดีစိတ်ကောင်းတယ်ဓာတ်ရိုက်ပဲဘာသာပြန်မယ်တကယ်လို့ပြောင်းပြန်ဖြစ်သွားမယ်ဒီใจဖြစ်သွားမယ်ဆိုရင်တော့ကောင်းစိတ်တယ်မဟုတ်တော့ဘဲနဲ့ဝမ်းသာတယ်ဖြစ်သွားမှာဖြစ်ပါတယ်โตดีใจโตကဝမ်းသာတယ်ไปปีใดဘယ်နှစ်မှာသွားမလဲไปไวๆမြန်မြန်သွားတယ်မြန်မြန်သွားไปทีไรဒါကြတော့သွားလိုက်တိုင်းမှာနော်စားလိုက်တိုင်းမှာအဲ့လိုမျိုးပြောချင်တဲ့အခါမှာไปทีไรဒီလိုသုံးပါတယ်ไป
ไปดีๆไปดีๆကောင်းသွားကားစီတိုင်းကားစီတိုင်းကြီးကန်းဘာအယောင်လဲနော်ကားစီတိုင်းကြီးကန်းကဘာအယောင်လဲสีใสสีใสကြည်လင်တဲ့အယောင်มีในใจมีในใจစိတ်ထဲမှာရှိတယ်ไปในนาไปในนาလယ်ထဲသို့သွားတယ်พาไปทีพาไปทีခေါ်သွားစမ်းပါခေါ်သွားပါလို့ပြောတာပါสายไวสายไวสายဆိုတာကရွှေ့တယ်တွန်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်สายไวဆိုတော့မြန်မြန်တွန်းပါမြန်ရွှေ့ပါမြန်တွန်းတယ်မြန်ရွှေ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီသင်ရိုးကထိုင်းစာသင်ကျောင်းကထိုင်းကလေးတွေကိုသင်တဲ့သင်ရိုးဖြစ်လို့အဓိပ္ပာယ်တွေကိုအဓိကမသင်ပါဘူးအဓိကတရနဲ့ပြီးနဲ့ကိုစာလုံးဘယ်လိုပေါင်းမလဲဆိုတာကိုလေ့ကျင့်ပေးတာဖြစ်တယ်ကျွန်တော်တို့ကတော့ထိုင်းဘာသာစကားကိုနိုင်ငံသားအနေနဲ့လေ့လာတာဖြစ်တဲ့အတွက်အဓိပ္ပာယ်လေးတွေကိုရရင်ရသလောက်မှတ်ထားဖို့တော့လိုပါမယ်တချို့အင်မတန်အဆင့်မြင့်တဲ့အဓိပ္ပာယ်တွေလည်းပါပါတယ်နေ့စဉ်သုံးစကားအနေနဲ့သိပြီးတော့သုံးစရာမလိုဘူးပြီးတော့အခုမှစပြီးတော့လေ့လာတဲ့သူအတွက်ဆိုရင်ခက်ခဲတယ်ဆိုတဲ့အဓိပ္ပာယ်ကြီးလည်းရှိပါတယ်ဒါကြောင့်အကုန်မှတ်မိဖို့မလိုပါဘူးအခြေခံနည်းနည်းပါးပါးမှတ်မိရင်တော့ပါပြီပြီးတော့စာလုံးပေါင်းနည်းနဲ့တရတွေကိုရွတ်ဆိုတဲ့နည်းတွေကိုမှန်ကန်လေ့ကျင့်နိုင်ရင်ရပြီဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ကစာတွေကိုမှတ်ဖို့ဆိုလို့ရှိရင်စွမ်းအင်ကိုသုံးရပါတယ်ဒါကြောင့်အုံနောက်မှာကစွမ်းအင်ကိုခြွေတာနိုင်ဖို့အတွက်မလိုအပ်တဲ့မှတ်ဉာဏ်တွေကိုအလိုအလျောက်ပြန်ဖယ်ထုတ်တဲ့စနစ်ရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကစာတွေကိုမှတ်လိုက်ရင်ပြန်မိတယ်ဆိုတာကဒီစနစ်ကြောင့်ပဲဖြစ်ပါတယ်စာတွေကိုပြန်မမေ့ချင်ဘူးဆိုလို့ရှိရင်အုံနောက်ကိုဒီမှတ်ဉာဏ်တွေဟာအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုသူ့ကိုအသိပေးထားဖို့လိုပါမယ်သူကဘယ်ဟာကိုအရေးကြီးတယ်ဘယ်ဟာကိုအရေးမကြီးဘူးဆိုတာကိုဘယ်လိုခွဲသလဲဆိုတော့တစ်ခေါက်ပဲမှတ်တဲ့မှတ်ဉာဏ်ဆိုလို့ရှိရင်ဒါဟာအရေးမကြီးဘူးလို့သတ်မှတ်ပါတယ်အထက်အခါခါထပ်ပြီးတော့မှတ်တဲ့မှတ်ဉာဏ်ဆိုလို့ရှိရင်ဟုတ်ပြီဒီမှတ်ဉာဏ်ကတော့အရေးကြီးတယ်ဒါကိုသေချာသိသိထားဖို့လိုမယ်လို့အုံနောက်ကယူဆပြီးတော့မမေ့အောင်ဆက်ပြီးတော့ထိန်းသိမ်းထားပါတယ်ဒါကြောင့်စာလုပ်တဲ့အခါကျရင်အုံနောက်ကဆွဲမြဲမှတ်မိစေချင်တယ်ဆိုလို့ရှိရင်ခဏမကြာအချိန်ရရင်ရတယ်လို့ပြန်ဖတ်တာပြန်ရေးတာပြန်လေ့ကျင့်တာကိုလုပ်ပေးရပါတယ်အဲ့လိုမလုပ်ပေးဘဲနဲ့တစ်ခေါက်မှတ်ပြီးတော့ထပ်ပြီးတော့မလေ့ကျင့်ဖြစ်တော့ဘူးဆိုလို့ရှိရင်အုံနောက်ကဒီမှတ်ဉာဏ်ကဒီလူအတွက်အရေးမကြီးတော့ဘူးလို့သတ်မှတ်ပြီးတော့နောက်ပိုင်းကိုယ့်ရဲ့အုံနောက်ကနေပြီးတော့ဖယ်ထုတ်လိုက်မှာဖြစ်ပါတယ်ဒါကြောင့်အဲ့လိုမဖြစ်အောင်စာတွေမမေ့အောင်ဆိုလို့ရှိရင်ခဏလေ့ကျင့်ဖို့လိုမယ်နော်နောက်ထပ်သင်ခန်းစာ၄မှာဆက်ပြီးတော့ဆုံကြမယ်အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့သင်ခန်းစာကိုသဘောကျတယ်ဆိုလို့ရှိရင် comment မှာတစ်ခုခုရေးသွားပေးဖို့တောင်းဆိုပါတယ်ဟုတ်ကဲ့ကျွန်တော်ကိုချမ်းပါခင်ဗျာ